ပြီးခဲ့တဲ့ရက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကမြန်မာနိုင်ငံကိုတရားဝင်အကြောင်းကြားလာတယ်နော်ဒုက္ခသည်တွေကိုပြန်ပြီးလက်ခံပေးပါတဲ့လာပြီးအကြောင်းကြားတာပါတဲ့နော်သူတို့အဆိုအရဆိုရင်တော့မြန်မာနိုင်ငံသားဒုက္ခသည်ရိုဟင်ဂျာတွေပေါ့နော်အမှန်မှန်တော့ဗာလဲခိုးဝင်ဘင်္ဂလီတွေအမှန်မှန်ကအဲ့ရဲ့သူတို့ပြောနေပါတယ်ဆိုတဲ့ဒုက္ခသည်တွေအကုန်လုံးကသူတို့နိုင်ငံသားတွေနော်လူကြီးကအကြောက်ပေါင်း9သိန်းရှိပါတယ်တဲ့နော်အဲ့တော့သူတို့နိုင်ငံသားမဟုတ်ပါဘူးငါတို့နိုင်ငံသားတွေပါဆိုပြီးတော့မှပြောနေတာမင်းစောက်ခွက်တွေကိုတွားကြည့်လိုက်ငါတို့နဲ့တူတာတဏှာမှမရှိဘူးအသားတွေမဲတူပြီးမုတ်စိတ်ကြီးတောင်လောင်းနဲ့ပြောတဲ့စကားကလည်းဘင်္ဂလားဒေ့ရှ်စကားတွေကိုကိုွယ်တဲ့ဘာသာကလည်းအစ္စလာမ်ဘာသာတွေနော်ဒါရုပ်သူတို့နိုင်ငံသားမဟုတ်ပါဘူးဆိုပြီးငါတို့စီကိုအတင်းတွန်းလွတ်နေတဲ့စောက်ချက်ကိုလည်းနော်တော်တော်လေးတဲ့အံ့ဩမိပါတယ်အဲကြောင့်မို့နော်ကလားအရေးဟာပေါ့တွေးလို့မရဘူးနော်ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုတာငါတို့မြန်မာနိုင်ငံစကိုင်းတိုင်းလောက်တော့ပဲရှိတာချင်းချင်းလေးပဲရှိတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကဒါပေမဲ့သူတို့ရဲ့လူကြီးကတန်းပေါင်း200ကျော်တယ်250လောက်တောင်ရှိပြီထင်တယ်ငါတို့မြန်မာနိုင်ငံတနိုင်ငံလုံးပေါင်းတာတော့လူကြီးတန်းပေါင်း55တန်းပဲရှိတယ်နော်အဲ့တော့ဘာဖြစ်လို့လူကြီးဒီလောက်ထိပေါက်ဖွားရတာလဲဆိုရင်ဥပမာဖြစ်ငါတို့ကသားသမီးယူတယ်ဆိုရင်ငါတို့တွေကဒါသားရတနာသမီးရတနာဆိုတဲ့ခံယူချက်နဲ့ငါတို့ကယူကြတာဒါပေမဲ့သူတို့တွေမှာကလေးယူတာကအဲ့လိုစိတ်နဲ့မဟုတ်ဘူးเนาะအလားအရှင်မြတ်ကဖန်ဆင်းပေးထားတာဖြစ်တဲ့အတွက်သူတို့ကမွေးလိုက်တယ်ကလေးတယောက်မွေးလိုက်တယ်ရလာပြီဆိုငါအလားပေါ်မှာတာဝန်ကြည့်သွားပြီနောက်ထပ်ထပ်မွေးတယ်အလားပေါ်မှာငါထပ်ပြီးတာဝန်ကြည့်သွားပြီထပ်ပြီးတော့လေအလားအရှင်မြတ်ပေါ်မှာငါတို့တာဝန်ကြည့်ဖို့စူးစမ်းမယ်ဆိုပြီးတော့မှနော်မွေးလန်းချောင်းကိုအားမထားဘူးအားတိုင်းရတိုင်းမွေးတာဒါသူတို့ရဲ့ဘာသာရေးယူဆအချက်နဲ့မွတ်စလင်လူဦးကြီးတွေများပြားလာအောင်အလားအရှင်မြတ်ပေါ်မှာအလုတ်ကျွေးပြုတယ်ဆိုတဲ့ခံယူချက်နဲ့မွေးကြတာဒါကြောင့်မို့လူရဲ့ရမ်းများတာအဲ့တော့တခြားဘာသာတခြားလူမျိုးထက်ဒီရဲ့မွတ်စလင်လူမျိုးနဲ့အစ္စလာမ်ဘာသာဟာတတိထားဖို့လိုအပ်တယ်နော်အခုအယောက်9သိန်းလာပြီးတော့ပို့ပြီးတော့မယ်တဲ့ဒါနိုင်ငံမှာတာဝန်ရှိတဲ့လူတွေဒါကတော့အကောင်းဆုံးဖြစ်အောင်စီစဉ်ကြပေါ့ဒီလိုပဲပြောရမှာပဲအဲ့တော့ရှေ့လျှောက်ကိုကိုတယောက်တည်းရဲ့အဆန္ဒအရဆိုရင်ငါဆိုဘယ်လိုလုပ်မလဲဆိုရင်ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံမျိုးနဲ့ဟဲ့အောင်သေးတောင်လှည့်မပေါက်ဘူးအဲ့နိုင်ငံအုတ်တတိုင်းကိုလုံးဝအမြင့်ခက်ပြစ်မယ်ခွေးတစ်ကောင်တော့မှကြော်လို့မရအောင်လို့နော်ကြော်လာခဲ့လိုက်ကြော်လာတဲ့ကောင်ကိုချက်ချင်းပြစ်ပလိုက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လုံးဝအဆက်ဆံမလုံးနဲ့ဒီလိုနိုင်ငံမျိုးနဲ့ဆက်ဆံလို့လည်းကိုယ့်အတွက်ဘာမှအကျိုးကျေးဇူးမရှိဘူးเนาะဒုက္ခတွေပဲပေးမဲ့နိုင်ငံเนาะပြီးရင်ပြည်တွင်းမှာတနိုင်ငံလုံးအမိန်ထုတ်လိုက်ကလေး3ယောက်ထက်ပိုမယူနဲ့ဥပမာအဖြစ်ယောက်ျား1ယောက်ဟာပထမအိမ်တော်နဲ့ကလေး2ယောက်ရတယ်ကွဲသွားတယ်ဒုတိယအိမ်တော်ထပ်ပြီးတယ်ဒုတိယအိမ်တော်မှာကလေး1ယောက်เนาะ2ယောက်ယူလို့မရဘူး4ယောက်ယူရင်အကောင်ထောင်းတဲ့တက်စွန်းလောက်ချပလိုက်မင်းတို့တနိုင်ငံလုံးဥပဒေထုတ်လိုက်ငါတို့ကဘာမှမဖြစ်ဘူးငါတို့လူမျိုးတွေကကလေး1ယောက်2ယောက်3ယောက်လောက်ဆိုငါတို့ရပြီမင်းတို့အဲ့ဥပဒေနဲ့ထိတ်ချုပ်နော်ငါအတန်တန်ပြောနေတယ်မင်းဒီရဲ့ကိစ္စကိုမင်းတို့ပေါ့တေးမတွေးနဲ့နောက်တစ်ချိန်မှာဒုက္ခအကြီးရောက်မယ်နော်